အားလုံးပဲမင်္ဂလာပါရှင်ပန်ဒိုရာရဲ့ယောဂ YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်အခြေအနေကြောင့်ကျမတို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲစရာတွေမျိုးစုံကိုကြုံတွေ့နေရပါတယ်အဲ့ဒီထဲမှာ trauma တွေအများကြီးနဲ့ရှင်သန်နေရတဲ့သူတွေလည်းရှိကြပါတယ်ရှင်ကျမတို့မှာစိုးရိမ်စရာတွေ trauma တွေစိတ်ဖိစီးမှုတွေရှိတဲ့အချိန်မှာကျမတို့ရဲ့ခန္ဓာကိုယ်ကပခုံးလေးတွေကျုံလာတတ်ပါတယ်ဒီဘက်မှာဆိုရင်ဘတ်လေးတွေကိုကျင်းသွားတတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ယောဂကျင့်စဉ်ထဲမှာဆိုလို့ရှိရင်ဒီလို trauma လေးတွေကိုမြန်မြန်လွတ်ချနိုင်ဖို့အတွက်ကိုသင်ကြားပေးတဲ့ကျင့်စဉ်လေးတွေလည်းပါပါတယ်ရှင်ဒီနေ့မှာကျမကအဲ့ဒီကျင့်စဉ်ထဲကအနည်းငယ်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုကျမနဲ့အတူတူလိုက်ပြီးတော့လေ့ကျင့်ကြရအောင်နော်အရင်ဆုံးကျမတို့ cat and gown လေးကိုသွားမှာဖြစ်ပါတယ်ဒူးလေးကတင်မရဲ့အကျယ်တိုင်းထားမယ်လက်ကလေးကလည်းပခုံးနှစ်ဖက်အကျယ်တိုင်းထားမယ်ဒီမှာခန္ဓာကိုယ်လေးကစပွဲပုံစံလေး table pose all four position လေးဘက်ထောက်အနေထားလေးဖြစ်ပါတယ်နော်ဒါဆိုရင်ဒီမှာနောက်ခြေပြားလေးဖိထားချထားလိုက်ရတယ်ခြေချောင်းလေးတွေထိထားလိုက်ရပါတယ်နော်အဲ့ဒီကနေမှလက်ဖွားလေးတွေကိုကျန်းပြင်းနဲ့တေချာကပ်ပြီးတော့ရှုသွင်းမယ်ဥကောင်းမော့ခါးလေးကောလိုက်မယ်ဒီမှာရင်ဘတ်လေးအရှိကိုတွန်းလိုက်မယ်ရှုထုတ်မယ်မီးပြရင်ဘတ်ကကြောကိုဆွဲခုံးလိုက်မယ်ရှုသွင်းလိုက်မယ်ရင်ဘတ်လေးအရှိကိုတွန်းပါအောင်ရှုထုတ်လိုက်မယ်မီးပြရင်ဘတ်ကမယ်ရှုထုတ်ပါနောက်တစ်ချိန်ရှုထုတ်မယ်နောက်တစ်ချိန်ရှုထုတ်မယ်ဖြည်းဖြည်းချင်းလေးလျှော့လိုက်ပါမယ်ဒီကနေမှကျမတို့ puppy pose လေးကိုသွားပါမယ်နော်ခွေးကလေးတွေအကျောဆန်တဲ့ပုံစံလေးဖြစ်ပါတယ်လက်ကလေးကိုအရှိကိုတလှမ်းခက်ကြဲကြဲလေးလှမ်းလိုက်ပြီးတော့မှကျမတို့လက်မောင်း joint လေးကိုဖိချမှာဖြစ်ပါတယ်နော်ဒီမှာနှစ်ဖူးကျန်းပြင်လေးကပ်နိုင်ရင်ကပ်ပေးမယ်ဒီထက်ပိုရတဲ့သူကတော့မေးပြရင်ဘက်လေးကျန်းပြင်ကပ်ပေးမယ်ဒီမှာမေးစီမှာအရန်အားထည့်ထားတာမျိုးမဟုတ်ဘဲနဲ့လက်မောင်း joint လေးတွေမှာအားထည့်ပါမယ်နော်ဒီနေထားလေးနဲ့စက္ကန့်30မိနစ်လောက်နေပေးပါရှင်ကျမတို့ရဲ့လက်မောင်း joint တွေကြောအလယ်နာတွေကိုဆွဲဆန့်ပေးနေတာဖြစ်ပါတယ်ရှင်အသက်ကိုပုံမှန်လေးရှူရအောင်အသက်မအောင်ထားပါဘူးကျမတို့ရဲ့ခန္ဓာကိုယ်ကတခုခုအားထုတ်နေတဲ့အချိန်မှာအသက်ရှူဖို့မိနေတတ်ပါတယ်ရှုသွင်းရှုထုတ်ကိုပုံမှန်လေးလုပ်ထားရအောင်ကြောပြင်လေးတွေဆွဲဆန့်နေတာကိုခံစားပေးမယ်ဟုတ်ပြီဖြည်းဖြည်းချင်းလေးမျက်နှာလေးရှေ့ကိုကြည့်မယ်တထောင်လေးတွေထောက်ပြီးတော့ဖြည်းဖြည်းချင်းလေးဒီမှာမှောက်ရဲ့အနေထားလေးနဲ့နေလိုက်ပါမယ်မှောက်ရဲ့အနေထားလေးနဲ့ဒီမှာတထောင်လေးတွေကလည်း60ဒီဂရီလေးထောက်ထားမှဖြစ်ပါတယ်နော်အဲ့ဒီကနေမှကျမတို့ရင်ဘတ်လေးတွေကိုအရှိကိုတွန်းရအောင်ရှုသွင်းမယ်ဒီမှာမေးစီလေးတွေလေဘင်းလေးတွေအပေါ်ကိုမော့ပါမယ်နော်ကိုယ့်ရဲ့လေဘင်းအရှိတွေမှာဆွဲဆန့်နေတာကိုခံစားပေးမယ်ဒီမှာရင်ဘတ်လေးတွေအရှိကိုတွန်းထားမယ်ဖြည်းဖြည်းချင်းလေးပြန်လျှော့ရအောင်ဒီတိုင်းလေး3ချိန်သွားမှာဖြစ်ပါတယ်နော်နောက်တစ်ချိန်သွားရအောင်ရှုထုတ်ပြီးတော့ထိန်းထားပြီးမယ်ရှင်ဘက်လေးအရှိကိုတွန်းပါဖြည်းဖြည်းချင်းလေးလျှော့လိုက်မယ်နောက်ဆုံးတစ်ချိန်ရှုဖြည်းဖြည်းချင်းလေးလျှော့လိုက်မယ်ဒီတစ်ခေါက်ကျရင်ကျမတို့ရဲ့လက်ကလေးတွေကိုဒီမှာဂျိုင်းအောက်ရှင်ဘက်ဘေးလေးမှာထားမှာဖြစ်ပါတယ်လောင်စစ်တွေကဘေးကိုဒီလိုကားနေရမှာမဟုတ်ဘဲနဲ့ကျမတို့ကြက်တောင်ဖန်လေးလို့အပေါ်မှာထောင်လေးဖြစ်နေရပါမယ်နော်ဒီမှာလက်ဖွားလေးတွေကိုအားထည့်မယ်ရှုကိုမရရင်ထောင်လေးကွေးထားလို့ရတယ်ရားတော့မှပဲဒီမှာကြောလေးကိုစမ်းထောင်လေးကိုစမ်းမယ်ပခုံးကလည်းဒီလိုဖြစ်မနေရပါဘူးပခုံးလေးတွေလည်းလျှော်ထားလိုက်ပါမယ်
ဟုတ်ပြီနောက်ခြေချောင်းလေးတွေထိလိုက်မယ်ဒူးလေးထောက်ပြီးတော့ဟိုအနောက်မှာထိုင်လိုက်မယ်ချိုင်း pose လေးနဲ့ခဏလေးနားရအောင်ကျမတို့ရဲ့ကြောလေးတွေကိုဆွဲဆန့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာချိုင်း pose လေးနဲ့နားပေးရပါမယ်နော်ရှုသွင်းပြီးရှေ့ကိုကြည့်လိုက်မယ်ဖြည်းဖြည်းချင်းလေးပြန်ထလာပါမယ်ကျမဖြာရဲ့အလယ်နားလေးကိုနည်းငယ်ရွှေ့လိုက်ပါမယ်ကျမတို့ဒီမှာခြေဖနှောက်လေးပေါ်မှာထိုင်ထားတယ်လက်လေးတူးပေါ်မှာတင်လိုက်မယ်ဥကောင်းလေးကိုဘယ်3ချိန်ညာ3ချိန်ဝိုင်းရအောင်ဒီမှာပခုံးလေးတွေလည်းလျှော့ထားမယ်ရင်ဘတ်လေးဆန့်ထားမယ်ကိုယ်စင်ပြေတဲ့ဘက်ကနေစဝိုင်းရအောင်3ချိန်ပြည့်ရင်ဖြောင်းပြန်ဝိုင်းမယ်ဖြည်းဖြည်းချင်းလေးပြန်ပြီးတော့လျှော့လိုက်ပါမယ်ဘယ်ဘက်လက်လေးကညာဒူးလေးရဲ့အပြင်မှာထားလိုက်မယ်ရင်ဘတ်လေးတွေဆန့်ထားမယ်ညာလက်လေးဒီမှာလက်မလေးကအပေါ်မှာအဲ့ဒီအတိုင်းလေးဖြည်းဖြည်းချင်းလေးအနောက်ကိုလှည့်သွားတယ်အနောက်လက်မထိပ်ကိုလိုက်ကြည့်လိုက်ပါရင်ဘတ်လေးတွေဆန့်ထားမယ်5 4 3 2 1ဟုတ်ပြီဖြည်းဖြည်းချင်းလေးအရှိကိုပြန်လာမယ်ညာဘက်လက်လေးကဘယ်ဒူးလေးကိုကင်လိုက်ပါမယ်ဒီမှာဘယ်လက်လေးအရှိမှဆန့်မယ်လက်မလေးထောင်ထားတယ်ရှုထုတ်ပြီးတော့ထိန်းထားပြီဖြည်းချင်းလေးအရှိကိုပြန်လာမယ်ရှုသွင်းလိုက်ပါရှုထုတ်မယ်အနောက်မှာလက်ချောင်းလေးရှက်မယ်လက်ဖနှောက်လေးကိုရမ်းတဲ့လောက်လေးကရှုမယ်တထောင်စစ်လေးကိုဆွဲဆန်းရှုထုတ်ပြီးတော့ထိန်းထားဒီမှာ level လေးဆန့်နိုင်ရင်ဆန့်ပြီးမယ်5 4 3 2 1ဟုတ်ပြီရတယ်ဆိုဒီမှာလက်လေးတွေအောက်ကိုကျမ်းပြင်ကိုချလိုက်5 4 3 2 1ဟုတ်ပြီဒီထက်နည်းပိုရတဲ့သူကဒီမှာစီးကုံးလေးအပေါ်ကိုမကိုကြိုးစားလိုက်မယ်ခံမယ် pose လေးသွားမယ်နော်ဒီမှာခြေဖနှောက်လေးတွေကိုကင်လိုက်မယ်ဒီမှာလဲရှုသွင်းရှုထုံး5ချိန်နေပေးရအောင်ဘယ်ဘက်လက်လေးခါမှထောက်ဥကောင်းလေးမော့ညာလက်လေးခါမှထောက်ဖြည်းဖြည်းချင်းလေးပြန်ပြီးတော့ထိုင်လိုက်မယ်ချိုင်း pose လေးနဲ့နားပေးရအောင်နှစ်ဖူးလေးဒီမှာကျမ်းပြင်နဲ့ကတ်ထားမယ်လက်လေးဒူးနာထားလိုက်မယ်ရှုသွင်းမယ်ရှေ့ကိုကြည့်ဖြည်းဖြည်းချင်းလေးထားလာပါမယ်ခုနတုန်းကသွားခဲ့တဲ့ခတ်မဲ့ pose လေးကကြတော့အနည်းငယ်ခက်ခဲနိုင်ပါတယ်เนาะဒါကြောင့်မလို့ဒီနေထားလောက်မှာသွားနိုင်မယ်ဆိုရင်လည်းဒီနေထားလောက်မှာပဲနေလို့ရပါတယ်เนาะအခုဆိုလို့ရှိရင်ရင်ဘတ်ဖွင့်တဲ့အကွက်ကလေးတွေကိုပြပေးသွားပြီပဲဖြစ်ပါတယ်ရှင်ကျမတို့မှာရှိနေတဲ့ trauma တွေအားလုံးပြပြောက်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တတား